အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အိုဆာကာမြို့ရဲ့ကိုရီယန်ထောင်းလို့ခေါ်တဲ့ကိုရီးယားဈေးဆိုင်တွေအများကြီးရှိတဲ့နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကကိုရီယန်ထောင်းကိုသွားနေတာအခုကတော့နေ့လယ်2 နာရီလောက်တော့ရှိပြီဒီနေ့ကလေတော်တော်လေးနေတာတယ်လို့ပြောလို့ရတယ်အခုလမ်းလျှောက်နေတော့မှအိုဆာကာတောင်းအကြောင်းလေးပြောအောင်အိုဆာကာတောင်းကလေအီကူနိုရက်ကွက်မှာတရှိပြီးတော့အိုဆာကာလုတ်လိုင်းတို့အိုဆာကာဂျီယာလိုင်းတို့ကနေတဆင်ပေါ့လေစရူဟာရှိဘူရာကိုဆင်ပြီးတော့10 မိနစ်လောက်လမ်းလျှောက်အောင်လည်းသူရောက်နိုင်တယ်ကိုရီယန်တောင်းကတိုကျိုမှာလည်းရှိတယ်လို့သိရတယ်ဒါပေမဲ့လေအိုဆာကာမှာရှိတယ်တဲ့ကိုရီယန်တောင်းကတမိုင်းချောင်းအရဆိုရင်တဲ့သူကအကြီးဆုံးနဲ့အီကိုနိုရက်ကွက်မှာဆိုရင်သူကကိုရီးယားလူမျိုးအများဆုံးနေထိုင်တယ်လို့သိရတယ်ကိုရီယန်ထောင်းရဲ့လေဈေးဆိုင်တန်းတွေမှာအဓိကဘာတွေအောင်လဲဆိုရင်တဲ့အဓိကကတော့သူကကိုရီးယားစားစာတွေရယ်ပြီးတော့ကိုရီးယားနိုင်ငံထုတ်အလှကုန်ပစ္စည်းတချို့နဲ့တဲ့K-pop ဖန်တွေအတွက်လေ K-pop အမှတ်တရပစ္စည်းတွေအများဆုံးရောင်းနေလို့သိရတယ်ကဲပြောနေကြတယ်ခင်ဗျာကျွန်တော်တို့သွားလိုက်ရအောင်ခင်ဗျာကဲရောက်ပြီခင်ဗျာဒီမှာဆိုင်းဘုတ်လေးတွေရှိမယ်ဆိုင်းဘုတ်လေးတွေတောင်မှဒီမှာရောင်စုံလေးနဲ့ချစ်စရာလေးတွေတွင်းထဲဝင်ကြည့်အောင်ခင်ဗျာဟိုတော့အပင်စင်လေးတွေကတော့ဒီမှာရောင်စုံလေးတွေနဲ့ဒီရှင်းနေလေးဝင်လာတော့ဒီမှာဟော့တော့လေးတွေရမယ်ပြီးတော့ကိုရီးယားစားတာဟော့တော့လေးတွေရမယ်အောက်မှာကtop cookie လေးလို့ဆိုင်းနေလိုက်လာတယ်ကျွန်တော်လည်းမဗီဒီယိုရိုင်းတော့ဖိတ်စားရတယ်ဒီမှာ top cookie လေးဝယ်စားပြပါတယ်ဒါကြောင့်ကျွန်တော်ညှိပြရတယ်ဒီမှာမိုက်တယ်နီနီလေးနဲ့စားကြည့်ပါခင်ဗျာဒုံသားတော့နင်းညံ့နေတာပဲချိုးချင်းလေးနဲ့ရမ်းတော့မဆက်ဘူးဒီကောင်ဘယ်တော့လဲဆိုဒီမှာရမ်းကပြရပါတယ်မှတ်တယ်တုံနဲ့ရှင်းနေတော့နေတယ်ရမ်းတော့မဆက်နေရဆောက်တော့ကောင်းတာပဲရှေ့ဆက်တော့အောင်ခင်ဗျာနော်ကျွန်တော်တို့ရှေ့ကဆိုင်လေးတွေရှောက်ကြည့်မယ်ခင်ဗျာမဲသားဆိုင်မဲသားကအစုံရတယ်သူကအမဲဦးတွေရပြီးတော့အသားကင်လုပ်ဖို့လာတယ်အများကြီးပဲအသားကင်လုပ်ဖို့ဒီကရောင်းနေရရင်တော့ကိုရီးယားအစားစားတော့အမုန်းစားမယ်ပုံစံရှိတယ်ရှစ်ဆက်တော့မယ်ခင်ဗျာဟိုလာရနော်ဆိုင်ကြီးကတော့အများကြီးပဲကိုရီးယားအဓိကရောင်းနေဆိုင်ဆိုတော့ကိုရီးယားစားစာခြေဆိုင်လေးတွေခြေလေးတွေရှစ်ဆက်တော့မှာစတော်ဘီလေးချစ်စရာလေမအများကြီးပဲရန်1000အောက်တည်သူကပါဆယ်ထုတ်လို့ရမယ်ခောက်ဆွဲလေးရခောက်ဆွဲတွေရောစုံမဲထမင်းတုပ်ပုံစံမျိုးလေးရှိတယ်မိုက်နော်စားကျင်ကြလေးရှစ်ဆက်သွားကြည့်မယ်ခင်ဗျာဒါကလေဘယ်လိုလဲဆိုတော့အဝင်အဝပဲရှိသေးတယ်နောက်မှအများကြီးပဲမှာဒီသေးတဲ့နိုင်ကလေမီတာ900လောက်ရှိမယ်လို့ပြောတယ်ရှစ်ဆက်သွားကြည့်မယ်ခင်ဗျာ
ဒီဆိုင်တွေကစနက်လုံးဝစနက်ဆိုင်လေးမိုက်ကြည့်လိုက်စားကျင်စရာလေးလောက်ထားတယ်နော်ဟော့တော့ပုံစံမျိုးလေးရှိနေပြီးတော့ဟောပါလေဆော့လိုက်ကဲ80သွားကြည့်မယ်ဒီဆိုင်ကျန်ကတော်တော်လေးရှိတယ်ဒီပြမယ်နော်ဟုတ်တော်တော်ရှိတယ်ဟိုရှိမှာအများကြီးလိုသေးတယ်သွားဖို့လေသူကအခုဆိုရင်3နာရီခွဲလောက်တော့ရှိပြီသူက9နာရီလောက်ဆိုပိတ်တယ်လို့ပြောတယ်ဒီဈေးရလေမြင်မြင်လေးသွားအောင်ဟိုကလေကျွန်တော်လမ်းလျှောက်လာတာလမ်းတော့တောင်မကျိုးသေးဘူးဒီရှိကိုလာလိုက်တော့လေဒီမှာဆိုင်းဘုတ်ကြီးတွေ့ရတယ်ဒီဆိုင်းဘုတ်ကြီးမြင်လိုက်တော့ကျွန်တော်လေဇာကားတွေထဲမှာမြင်မှုနေကြလေသူကရွေးရငွေတက်လေးရတယ်โอเค80သွားကြမှာခင်ဗျာကျွန်တော်လည်းလက်ခဲ့ပါအောင်မကြည့်မြင်ဝင်းရတယ်မကြည့်โอ้မိုက်နော်မဆိုင်လေးဒီရှိမှာဆိုင်လေးချစ်စရာလေဒီဆန်ကတော့ Google မှာနည်းနည်းဒီဆန်ကိုညွှန်းထားတာရှိတယ်ဂျပန်မဲသားအဓိကဟုတ်မများကြီးပဲဒီမှာပိုရူမွန်အမဲဦးလေးရမယ်အသားကင်လည်းရမယ်ပြီးတော့ခောက်ဆွေးမျိုးစုံရမယ်ခောက်ဆွေးတော့အများကြီးပဲခောက်ဆွေးတော့အများကြီးဒီမှာပင်လေသားနဲ့စွပ်ပြုတ်မျိုးစုံရမယ်အများကြီးပဲနော်စောချင်စရာလေးကိမုန်လေးချစ်စရာလေးဒီဝက်စားဆိုင်ကြီးကဲဒါဆိုရင်တော့ဒီမှာကဈေးဆိုင်တွေကတော့လမ်းဆုံးသွားပြီပေါ့ကဲစားလို့လည်းဝါပြီပြီးတော့လေလို့လည်းဝါပြီဆိုတော့ကျွန်တော်ပြန်มาတော့မှာခင်ဗျာဒီမှာကလေမြင်ရသလောက်တော့လေသူကကိုရီးယားအစားအစာတွေကရန်ဈေးမကြီးဘူးလို့တော့ခံစားရတယ်ကြည့်လိုက်တာတော့ရန်1000အောက်တည်းပဲဒီရရင်တော့street food ကတော့တော်တော်ကြီးစားမှာသေးကြတယ်ဟုတ်ဒီမှာပြောချင်တာလေတစ်ခုစီတီထားမှာဒီမှာဆိုင်ဖွင့်ချိန်မှာသူကလေနေ့လေ12နာရီလောက်ကနေပြီးတော့တဲ့ညနေ4နာရီလောက်ပဲလူဆုံးပြီးတော့ဆိုင်အားလုံးကဖွင့်ကြတယ်အဲ့ဒါကြောင့်လေနေ့လေ12နာရီကနေပြီးတော့4နာရီလောက်အထိပဲလာတင်ပါတယ်ခင်ဗျကဲဒီနေ့ဗီဒီယိုလေးတွေကိုလိုက်ပါကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်